ရောက်လိမ့်အခုအိဋ္ဌတွေ့နေတယ်ပြတ်သွားတာဘာခေါ်ကြနောက်ကြတော့အစာထိုးကလည်းမလားဥပါရင်ကြီးပြတ်တာကရောအဲ့ဒီကဲတော့အစာထိုးတာလည်းမလားပြတ်တာလည်းမလားတော့ဘူးတေတံဥပါသမောသူခေါ်ဖြစ်သွားတေတံထိုအစာထိုးသောတရားတွေဝါပြတ်တဲ့သောတရားတွေဥပါသမောနှစ်ခုမရှိခြင်းသည်သူခေါ်နိဗ္ဗာန်ပဲကွာခန္ဓာကိုယ်စောင့်ကြည့်တာနဲ့ပေါ်လာခန္ဓာကိုယ်စောင့်ကြည့်လာတဲ့နဲ့ဘာပေါ်လာဥက္ကမောပေါ်လာစောင့်မကြည့်တဲ့ပုဂ္ဂိုလ်မှာဖြင့်ဒီနှစ်ခုကိုမတွေ့တော့ကြောင့်ဒီနှစ်ခုအဆုံးဘယ်နည်းနဲ့မှရှာမတွေ့ဘူးဒီနှစ်ခုတွေ့ရင်ဖြင့်ဒီနှစ်ခုအဆုံးတွေ့မှာပဲဒကာဓမ္မတို့နှစ်ခုမှနှစ်ခုရှိတာကိုနှစ်ခုမှမတွေ့တဲ့ပုဂ္ဂိုလ်အစလည်းမတွေ့ဘူးအဆုံးလည်းမတွေ့ဘူးနှစ်ခုရှိတာကိုနှစ်ခုတွေ့တဲ့ပုဂ္ဂိုလ်ဒီအစလည်းတွေ့မယ်အဆုံးတော့အဆုံးတွေ့မယ်ဆိုတာသဘောကျဒါဖြင့်ခန္ဓာကိုယ်ထဲမှာတကယ်ရှိတာကဖြင့်ဘယ်နှခုသာရှိပါလိမ့်သင်္ခါရနဲ့အနိစ္စပဲရှိပါလိမ့်ဒကာဓမ္မအဲ့ဒီသင်္ခါရနဲ့အနိစ္စကိုဒကာဓမ္မတွေကလိုက်နိုင်တယ်လို့လိုက်ပြလိုက်တော့သင်္ခါရတွေ့ကြီးတစ်ချက်အနိစ္စတွေ့ကြီးတစ်ချက်ဥက္ကမောင်တို့လိုက်ပါများတော့လေဒီနှစ်ခုကိုပဲဗျာတပည့်တော်ဖြင့်လိုက်ရတာလည်းနည်းနည်းကြာတာနဲ့ဒီနှစ်ခုကိုသင်္ခါရလည်းမတွေ့တော့ဘူးဗျာအနိစ္စလည်းမတွေ့တော့ဘူးဗျာဆိုတော့ခန္ဓာရှိတာကအနိစ္စနဲ့သင်္ခါရရှိတာခန္ဓာမရှိတာ तू တွေ့သွားပြီမှန်ပါပါခန္ဓာမရှိတာဘာခေါ်ကြနိဗ္ဗာန်ဆိုတာဓမ္မတို့ကအစဆုံးမလိုက်လို့ခင်ဗျားတို့လမ်းလွဲနေကြတာကိုတကယ်တမ်းဆိုလို့ရှိရင်အနိစ္စနဲ့သင်္ခါရသာရှိတဲ့ဥစ္စာအနိစ္စသင်္ခါရသိုးအောင်လိုက်လိုက်မယ်အနိစ္စသင်္ခါရကိုမုန်းအနိစ္စသင်္ခါရကိုမလို့ခြင်းဖြင့်အနိစ္စသင်္ခါရချုပ်ရမယ်မှန်ပါပါဒါဖြင့်အနိစ္စနဲ့သင်္ခါရချုပ်သွားတော့နိဗ္ဗာန်ဒီကားလို့ရှိရင်နိစ္စနိဗ္ဗာန်လို့လည်းဆိုပါသင်္ခါရချုပ်သွားသောကြောင့်အသင်္ကတနိဗ္ဗာန်လို့လည်းဆိုလိုက်ဒီကောင်ဒီနှလုံးကိုသိချာမှတ်ပါအနိစ္စချုပ်သွားရင်သင်္ကတချုပ်သွားရင်သင်္ကတမလာရင်အသင်္ကတနိဗ္ဗာန်ဖြစ်သွားတယ်ဒါဖြင့်အသင်္ကတနိစ္စနိဗ္ဗာန်ကိုခင်ဗျားတို့ဒီနှလုံးကနေပြီးလိုက်လို့ရှိရင်ဖြင့်တဲ့ရှင်သာရိပုတ္တရာကမတွေ့မရှိပါဘူးကွာသေးသေးချာချာရောက်ပါတယ်ရပါတယ်ဆိုတဲ့အကြောင်းကိုရဲဝံ့စွာနဲ့သူကိုယ်တိုင်တက်လာတဲ့လမ်းဖြစ်လေသောကြောင့်သူကိုယ်တိုင်တပါးသောပုဂ္ဂိုလ်တွေကိုဒီလမ်းသာလိုက်လို့ရှိရင်ဖြင့်ဒီဆုံးတွေ့ရမယ်ကွာဆိုတာကိုတာဝန်ခံဟောရှာတယ်မှန်ပါပါဗျာရှင်းမလားရှင်းပါပြီဗျာအမှန်တန်သဘောပါရနော်ဓမ္မတို့